နော်အချက်ရှိတယ်ပေါ့ဗျာအပြည့်တချင်းကြီးကခုမှတစ်ချက်အဲ့တော့ကျွန်တော်ဆရာဟိုပြီးခဲ့ပါတော့ဗျာစိတ်ကြီးတယ်ရှင်ဘောရလေးလို့ပြောတာပန်းနိုင်တဲ့လေးသာပွဲအဲ့ဒါပန်းလို့သွားရင်ပြီးတယ်လေးသာပွဲတာဘယ်နေရာပွဲတော့ဘုရားကြီးအထူးခံရတော့မှာဘယ်နေရာလဲဘုရားကြီးအထူးခံရတော့မှာဒါလည်းမျိုးဒီလိုလည်းပါတယ်နော်အချင်းကြီးဘုရားကြီးနော်ဝေဒံဝေဒံလာမီဆရာစီစကားယမပေါနာသူယောလာမောစာတိချာဝေရှိဘုံနာခုရောက်လာမောင်စံဒီနည်းချာနာဟာဒီနည်းနဲ့ပါလေခါရောက်လာနော်ဟုတ်ရ